အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကြောင်မဲမဲနဲ့ကားမဲမဲလေးပေါ့နော်မဲမဲတို့ညီကို2ယောက်ကြောင်ရိုက်မှာပေါ့အခုမဲမဲဘယ်သွားမလဲဒီမဲမဲကတော့ပါမှာမဟုတ်ဘူးဒီမဲမဲကနည်းနည်း view ရဲနိုင်လို့နော်မဲမဲကိုဘယ်သွားမလဲဆိုတာကိုကျွန်တော်နဲ့တူတူတစ်ချက်လောက်လိုက်ကြည့်ပါဦးညာမင်္ဂလာပါကျွန်တော်မနေ့ကဒီကားလေးစားပြီးဘိုကင်လေးအထားတာအဲ့ဒါလေးဟုတ်ကဲ့အဲ့လေးဟိုလောက်တာပါဟုတ်ကဲ့အဲ့ဆိုကားဒီမှာပဲထားခဲ့ပါဟုတ်ကဲ့ပါအဲ့ဆိုထားခဲ့လိုက်မယ်နော်အဲ့ဆိုထဲကိုချမ်းပါဟုတ်ကဲ့ပါဒီမှာပဲကိုထိုင်ဟုတ်ကဲ့ပါအခုမနေ့ကကိုယ့်ရဲ့ Swift လေးလေအဲ့ဒါလေး F4C check လုပ်လို့ရတယ်ဆိုတာလေအဲ့ဒါလေးလာစစ်တာပေါ့ဟုတ်ကဲ့ဟုတ်ကြပါတယ်ဟုတ်ညီမတို့စီမှာကားစစ်ဆေးမယ်ဆိုလို့ရှိရင် free စစ်ဆေးပေးပါတယ်ဟုတ်ဘယ်နှချက်လောက်ဗာလေးတွေစစ်ဆေးပေးလဲမသိဘူးဗျဘာတွေစစ်ဆေးပေးရလဲဆိုလို့ရှိရင်ညီမတို့က Suzuki ကားတွေရောက်လာပြီဆိုလို့ရှိရင်ကားအောက်ပိုင်း engine ပိုင်းအကုန်လုံးပေါ့နော်အကုန်လုံးအသေးစိတ်အချက်လက်အသေးစိတ်ကားတစ်စီးလုံးရဲ့အသေးစိတ်အကုန်လုံးစစ်ဆေးပေးရပါဟုတ်ဟုတ်သူကဟိုကကြတော့တခြားဒီမှာ serviceစစ်ဆေးပြီးသွားရင် service ပါလုပ်ချင်လုပ်လို့ရတယ်ပေါ့ဟုတ်ကဲ့ service လည်းရပါတယ်ညီမတို့ showroom မှာservice လည်းရတယ် spare part တွေလည်းအဆုံးရှိဟို genuine နေလဲလို့ရမှာပေါ့နော်သူတို့ပတ်တွေပါရှင်ဟုတ်ဖြစ်တာအချိန်ကြတော့ service လုပ်ရင်ဘယ်နှမိနစ်လောက်အကြမ်းမြင့်လောက်ကြာတယ်အချိန်ကဘယ်လောက်ကြာလဲဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်တော့ညီမတို့ကားတစ်စီးရောက်လာပြီဆိုလို့ရှိရင်ကားကိုလင်းမော်တင်တယ်လင်းမော်တင်ပြီးလို့ရှိရင်အောက်ပိုင်းအကုန်လုံးစစ်ပေးရယ်အောက်ပိုင်းအကုန်လုံးစစ်ပေးရယ်အိမ်မှာမှဟိုအဆင်မပြေတာတခုခုတွေ့ခဲ့လို့ရှိရင်ပေါ့နော်အဆင်မပြေတာတခုခုတွေ့ခဲ့တော့ဒါကတော့ကားရဲ့အချိန်ဘယ်လောက်ကြာလဲဆိုတာကားအနေထားပုံမှာလည်းမတွေ့ရပဲဥပမာအခုကဟိုလင့်နေရောနေပြီသူတို့အောက်ကကြည့်လို့ဟိုဘတာဖလိုင်းကပုတ်တွေတခုခုပေါ့နော်ကွဲနေရတော့အဲ့လိုအဆင်မပြေတာမျိုးတွေပေါ့နော်အောက်ပိုင်းမှာတခုခုချွင်းချက်ရှိခဲ့ပြီဆိုလို့ရှိရင်တော့ဒါအသေးစိတ်ပြန်ထုတ်ပြီးတော့စစ်ဒါကတော့ကားရဲ့ဟိုအနေထားတွေပုံတည်ပြီးတော့ကြာတယ်နော်ဟုတ်ကဲ့အဲ့ဆိုစသချင်းစစ်တဲ့အတွက်တော့ F4C ဘာမှပေးကြရမလို့ဟုတ်ကဲ့ဟုတ်Suzuki အကုန်လုံးရရတာSuzuki ကားတွေအကုန်ရရရှင် Suzuki brand ကဟိုဒီစက်ရုံကထုတ်ထားတဲ့ SK import Suzuki ဘယ်တွေပေါ့အလွယ်ပြောရင်ဘယ်တွေအကုန်ရရ Pro တွေပါကြီးလည်းရတယ် Carry Pro လည်းရတယ် R- နဲ့လည်းရတယ်R- နဲ့ဆိုတာရတယ် R- နဲ့လည်းရတယ်ရှင်ဟုတ်တော်စုံရရပဲဟုတ်မဆိုးပါဘူးဟိုတခြားရောညီမဟိုဘာဖြည့်ဆွဲပြောချင်တာလေးရှိသေးတယ်ကြားရတယ်ညီမတို့ဒီ service FOC ပေးတဲ့နေရာမှာဒီခုနကတော့အောက်ပိုင်းတာစစ်တာကိုပြောရပါဘောเนาะပြီးရင်ညီမတို့လင်းမွာနေပြန်ချတယ်ချသွားလို့ရှိရင်ညီမတို့ engine ပိုင်းကိုစစ်ဆေးပေးရယ် engine ပိုင်းထဲမှာဆိုလို့ရှိရင်engine ပိုင်းမှာဆိုလို့ရှိရင်engine mounting တွေပေါ့เนาะဒီက mounting တွေကြည့်ပေးရယ်mounting တွေကြည့်ပေးရယ်နောက်ဆိုရင်ဟို engine ပိုင်းလဲတင်လားဥမာကားတစ်စီးကစစ်ဆေးခြင်းလို့ဆိုရောက်လာပြီဆိုရင်တို့ကစီရေးလေးအကုန်စစ်ပေးရပါတော့engine ပိုင်းလဲတင်တဲ့အချိန်ရောက်နေပြီလား engine ပိုင်းလဲဖို့ကီလိုပြည့်နေပြီလားနောက်တစ်ချက်ကကြတော့ဟို auto wine တွေ auto wine တွေကူးလန့်နေဆိုလို့ရှိရင်ကီလို9000ဆိုညီမတို့လဲဖို့ကို customer တွေကိုအကြံပေးရယ်ဒါလဲတင်နေပြီပေါ့နော်စက်ရုံကလည်းကီလို9000ဆိုလို့ရှိရင်လဲရမယ်သတ်မှတ်ထားတာဖြစ်တဲ့အတွက် auto wine တွေကူးလန့်နေဆိုရင်ကီလို9000ဆိုရင်လဲရတယ်နောက်ပလက်ဆိုလို့ရှိရင်ကီလို2000ဆိုလို့ရှိရင်လဲရတယ်ဒါစက်ရုံကသတ်မှတ်ပေးထားတာပဲရှင်ဟုတ်ဟို spare parts တွေမကောက်ဒီ engine wine တို့ဘာလို့ပါညီမတို့စီမှာအကုန်ရှိအကုန်လုံးရှိရယ်ပြီးတော့ဟိုတကယ်လို့ပေါ့နော်လဲစရာအစ်စ်ဖောက်လဲစရာမလိုသေးဘူးကိုရရောနေရမျိုးတွေဆိုလို့ရှိရင်ညီမတို့အကုန်လုံး free ဖြည့်ပေးရယ်ဟိုမှာဟုတ်ကဲ့ wiper ရေပေါ့နော် wiper ရေဖြည့်ပေးရယ် coolant ဖြည့်ပေးရယ် brake ဖြည့်ပေးရယ် auto wine ဖြည့်ပေးရယ်ဒါရောနေရမျိုးဆိုရင်ဖြည့်ပေးရယ်အစ်စ်လဲလင်မှဒါဒီပစ္စည်းကိုပေးရရှင်ဟုတ် top up လုပ်ရင်ပေးကြရမလို့လို့ရှင်ပြီးတော့ညီမတို့ဒါစစ်ဆေးတာလည်း free ပေါ့နော်နောက်တစ်ခုကဘာညီမတို့ service ပေးသေးလဲဆိုလို့ရှိရင်ဒီပစ္စည်းတွေလဲလို့ရှိရင်ပစ္စည်းဖို့လက်ခပေးကြမလို့ပစ္စည်းဖို့ပဲပေးရတာလက်ခပေးကြမလို့ဟုတ်ကဲ့ဒီပစ္စည်းတွေလဲလို့ရှင်ဟုတ်ဆိုတော့တော်ဒါမဂါစစ်ပေါ့နော်ဒါဆိုမဂါစစ်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ညီမကျေးဇူးပါဟုတ်အခုမင်္ဂလာပါရှင်မင်္ဂလာပါဟုတ်အခုကဟိုညီမတို့စစ်ဆေးပေးရပါတော့အောက်ပိုင်းကြီးစစ်ဆေးပေးရပါရှင်ဟုတ်အောက်ပိုင်းစစ်ဆေးပြီးတော့လောလောဆယ်တော့ဟိုအောက်ပိုင်းတွေတော့အကုန်လုံးအဆင်ပြေတယ်ဟုတ်လင့်နေရောနေရာမျိုးလည်းမတွေ့ဘူးတခြားချုပ်ရင်းတာလည်းအောက်ပိုင်းမှာမတွေ့ဘူးရှင်ဟုတ်ကဲ့အကုန်လုံးအဆင်ပြေရဟုတ်ခုနကတော့ဒီကီလိုရပါတော့အခုကလောလောဆယ်ကီလိုက9000စုံစုံလေးဖြစ်နေပြီဆိုတော့လေဟုတ်ကီလို9000ဆိုလို့ရှိရင်တော့အော်တိုဝိုင်းနေကူးလက်နေ
အသစ်ပြန်ပြီးတော့ဖောက်လဲရတယ်ရှင် သူကကီလိုလိုက်ပြီးတော့ ကီလိုလိုက်ဟုတ်ကဲ့ချိန်ရတယ်ရှင်ဟုတ်အော်တိုဝိုင်းနဲ့ကူလန်တွေကတော့ကီလို9000ဆိုလို့ရှိရင်အသစ်ဖောက်ချပြီးတော့ပြန်လဲရတယ်ရှင်ဟုတ်ကဲ့ဟုတ် ပလက်တို့ပလက်ကတော့ကီလို2000တစ်ခါလဲရတာရှင် ပလက်ဆိုရင်2000သူကီလိုနဲ့သူသတ်မှတ်ထားတာလေးရှိတာပေါ့ဟုတ်ကဲ့သူကီလိုနဲ့သတ်မှတ်ထားတာရှိတယ်အဲ့တော့ဟိုဒီကားကပလက်ကဘယ်အချိန်မှလဲတာလဲဟိုအကိုလဲခုမှဝယ်လာဆိုတော့မသိသေးတော့လေညီမပလက်တွေဖြုတ်ပြီးတော့စစ်ပေးလိုက်မယ်ဟုတ်ကဲ့ပါစစ်ပေးလိုက်လဲတင်နေဆိုလို့ရှိရင်တော့ညီမလာပြီးတော့ပြန်ဟုတ်ကဲ့ပါဟုတ်ပလက်တွေစစ်ပေးလိုက်မယ်လိုအပ်တဲ့အော်တိုဝိုင်းနဲ့ကူလန်ရောအကူလဲတော့အောင်လားရှင်ချက်ကြည့်ပြီးတော့လိုအပ်ရင်လဲမယ်ပေါ့နော်ဟုတ်ကဲ့အော်တိုဝိုင်းနဲ့ကူလန်လဲလိုအပ်လို့ရှိရင်9000လဲပြည့်နေပြီဆိုတော့ဒါလဲရမှာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့လိုအပ်ရင်ညီမဖောက်လဲပေးလိုက်မယ်ဟုတ်ပလက်လဲစစ်ပေးလိုက်မယ်လဲဖို့လိုအပ်တယ်ဆိုလို့ရှိရင်ညီမလာပြီးတော့ဟုတ်ကဲ့ပါဗျာတကယ်လို့မလိုအပ်သေးဘူးဆိုလို့ရှိရင်ညီမတို့ဒီလိုအပ်တဲ့ဝိုင်ဘာရေတွေကူလန်ရေတွေအော်တိုဝိုင်းတွေဘရိတ်စီတွေအစားညီမဖြည့်ပေးလိုက်နော်ဟုတ်ကဲ့ပါဘရိတ်စီတွေဆိုလို့ရှိရင်လည်းဒီ brace ရဲ့ quality ကြမ်းမကြမ်းညီမတို့ tester တွေနဲ့တခြားစစ်ဆေးပေးလိုက်မယ်ဟုတ်လားဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့engine wire တော့အခုသူအရင် owner လဲတာဖြစ်မယ်engine wire က9000တစ်ခေါက်လဲရတာဆိုတော့လေ9000အသုံးပြုပြီးတိုင်း engine wire ပြန်လဲရတာဆိုတော့အခုက engine wire လဲဖို့ကီလိုကတော့1000လောက်လို့တည်းရဖြစ်တဲ့ engine wire တော့မလဲပေးလိုက်ဘူးဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ဟုတ်အဲ့ဆိုခဏလေးဆောင်နော်လိုအပ်တာရှင်လာပြောပြပါမယ်ရှင်ကျွန်တော်ကားလေးကိုစပြီးတော့သူတို့အောက်ပိုင်းနေစစ်တာပေါ့အဲ့ဒီ spanner တော့ရှင်အဲ့ကောင်တော်တော်ကောင်းတယ်သူက2 torch ပြေးသွားရင်ထပ်ပြီးတော့ဟိုမလုံးတော့အခုဒါကတော့ plug ပေါ့နော် plug ဖြုတ်စစ်တဲ့ဟာလေနော်ဖြုတ်တာတော်တော်အဆင်ပြေတယ်သူတို့အဲ့လိုတလုံးကြားတို့ပါကိုဖြုတ်ရတာအဲ့လိုမျိုးကတော်တော်စနစ်ကြတာပေါ့နော်ပုံမှန်ဆိုကျွန်တော်တို့က1 2 3လေးအစင်လိုက်ဖြုတ်လိုက်ပါအခုလို1 3ပဲထားပါတော့အဲ့လိုမျိုးဖြုတ်တာတော်တော် knowledge ရှိမှအဲ့လိုဖြုတ်တာနော်ဟုတ်ဒါ black တလုံးစားထွက်လာပြီပေါ့နော်နံပါတ်3ပဲထားပါတော့နံပါတ်3ထပ်ဖြုတ်တယ်black ပေါ့နော်ဟုတ်အခုဒီမှာ brake စီနည်းနည်းလိုနေလို့ကြော့လို့ပေါ့နော်တောက်ဘက်လုပ်ပြီးတယ်နည်းနည်းပါပဲတော်တော်စားပဲကောင်းတယ်လို့ပြောရမှာပေါ့အဲ့တော့သူ brake တိုင်းတာပေါ့ brake စီရဲ့ quality ပေါ့ရေးပေါင်းတော့3000ရတယ်လေးလို့ပါအဲ့ဒါအခုဒါဆိုရသေးရလားဟာလားရရနော်ရတယ်တဲ့ဟုတ်ဒါ wiper ပေါ့နော် wiper ထည့်ပြီးတောက်ဘက်လုပ်တာပေါ့နော်နည်းလိုနေလို့ပြေးရောက်ထည့်လိုက်ကျေးဇူးတင်ပါတယ်အဲ့ဒီလေးဟုတ်ပါဘူးဒါတော့ဘက်ထရီရဲ့လုံးတိုင်းတာပေါ့နော်လောက်ကြံလေးလဲပေါ့လေပြောရင်နော်ဘိုးတွေကိုတိုင်းတာမဟုတ်လုတ်ကိုတိုင်းတာဟုတ်ဒီရက်ကောင်းလို့တစ်ပေကောင်းတယ်ဘောတွဲဖို့ရှိတယ်ဒါရေတကားပါစေးတာပေါ့နော်ရေတကားကိုသူတို့ဒီတကားပါစီးပြီးရ FOC เนาะ check လုပ်တဲ့နေရာမှာဒီနေရာတွေပါပါတယ်ကားဘစ်တွေပါပါတယ်အခုဒါကတော့ light ပေါ့เนาะ headlight တွေစစ်တာပေါ့ရှေ့ရောနောက်ရောနောက်မှာတယောက်စစ်တယ်အရှေ့မှာတယောက်စစ်တယ်အားလုံးပဲဒီနေ့ကတော့ကျွန်တော်ရဲ့ Suzuki Swift ပေါ့เนาะ GLA ဈေးကိုကျွန်တော်ဒီ Mega Swift ပေါ့ Suzuki Mega Swift မှာ FOC check လာလုပ်တာပေါ့เนาะအားလုံးကိုကျွန်တော်တို့တေချာချာရိုက်ကူးဝင်ပေးခဲ့တဲ့တာဝန်ရှိတဲ့သူတွေရောကျွန်တော်ကားလေးကို service ပေးခဲ့တဲ့တေချာ service ပေးခဲ့တဲ့ Mega Swift ကမိသားစုဝင်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ပေါ့နော်ဒီကယ်လို့ကျွန်တော်တို့အလွယ်ပြောရင်ဘယ်ကိုင်းပေါ့ဗျာ Suzuki ရဲ့ဘယ်ကိုင်းတွေကိုservice check လုပ်ချင်တယ်ဆိုရင်တော့ FOC service check လုပ်လို့ရပါတယ် Mega Swift မှာပါနေရာကတော့ဂူထဲမှာ Suzuki Mega Swift လို့ရိုက်ရှာလဲရတယ်ငင်းကုန်းဈေးပေါ့နော်ငင်းကုန်းဈေးနဲ့လည်းပြီးရပေါ့အဲ့ဒီနားမှာပေါ့နော် service လုပ်တဲ့နေရာလာလုပ်လို့ရပါတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့ Suzuki Swift GLA ဈေးကို check လုပ်တာပေါ့အောက်ပိုင်းတွေအကုန်လုံးကို service check လုပ်တဲ့ဟာလေးပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကောင်းမြတ်ပါဒါကတော့မနက်တုန်းကတော့မမေကသူကမသွားခင်တော့စစ်ပြီးသွားပြီအခုပြန်လာတဲ့ service လုပ်တဲ့ဟာကို inspection ပြန်စစ်တာပေါ့နော်သူလည်းတော်တော် satisfy ဖြစ်ပါတယ်ကြီးနပ်ပါတယ်တဲ့တာမမေဟိုဗာပြောခြင်းတယ်မမေတဲတဲလေးတွေကိုတဲတဲမမေချစ်ပါတဲ့အားလုံးကျေးဇူးတင်ပါတယ်မမေရောကျွန်တော်သူကတော့မမေကျွန်တော်ကတော့ကောင်းမြတ်ပါ